အားလုံးပဲမင်္ဂလာပါဒီချေကတော့ New Generation မြန်မာ NGM ကျောင်းတော်ကြီးမှာ GED သင်တန်းရဲ့ Social Study ဘာသာရပ်ကိုသင်ကြားနေတဲ့ဒီချေဖြိုးဝဲဖြစ်ပါတယ်ဒီချေဒီနေ့ကလေးတို့ကို sharing လုပ်သွားပေးမယ့်အကြောင်းအရာလေးကတော့ GED Social Study ဘာသာရပ်မှာသင်ကြားရမယ့် focal subject ဖြစ်တဲ့ Civics and Government, History, Economics နဲ့ Geography ဆိုတဲ့ဘာသာရပ်တွေကို curriculum overview လေးတစ်ချက်လုပ်ပေးသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီဘာသာရပ်ကိုဖြည့်ဆို့တဲ့အခါမှာကလေးတို့လိုအပ်တဲ့ skills တွေကိုလည်းဘာတွေလိုအပ်တယ်ဆိုတာကိုရှင်းလင်းပြီးတော့ပြောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီတော့ပထမဆုံးခေါင်းစဉ်ဖြစ်တဲ့ social studies ဆိုတာဘာလဲဆိုတာလေးနဲ့စတင်မိတ်ဆက်လိုက်ကြရအောင်။ social studies ဆိုတဲ့စာမေးပွဲကိုဖြေဆိုတဲ့နေရာကကလေးတို့ပုံမှန်စာမေးပွဲတွေလိုမျိုးကြက်ပြီးဖြေရတဲ့စာမေးပွဲမဟုတ်ပါဘူး။ memorizing မလုပ်ရပါဘူး။ဒီချေတို့လုပ်ရမယ့် skills က thinking critically ပါ။ကလေးတို့ပတ်ဝန်းကျင်မှာကမ္ဘာကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့အကြောင်းအရာတွေကိုလက်တွေ့ကြကြရုပ်တိပေဒဆန်ဆန်ချေတို့တွေးတောတတ်ဖို့ရအတွက်လေ့ကျင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီချက်ဒီမှာ step 3ခုလေးပြောထားပါတယ်။ပထမဆုံး step အနေနဲ့တော့ understand society လူမျိုးကမ္ဘာနိုင်ငံအဖွဲ့အစည်းတွေကိုဘယ်လိုဖွဲ့စည်းထားသလဲသူ့ရဲ့အုပ်ချုပ်ပုံအုပ်ချုပ်နည်းကရောဘာလဲဆိုတာတွေကိုကျတို့နားလည်ရမယ်။ပြီးရင်ဒီကျတို့သိထားတဲ့ concept တွေကိုအခြေခံပြီးတော့သူတို့ပေးထားတဲ့စာပိုက်တွေက idea တွေကနေတဆင့် data တွေ interpret source တွေ reasons တွေကိုဒီချေတို့ကဖတ်ရမယ်။နောက်ဆုံးတစ်ခုကတော့တွေးရပါမယ်။အဲ့တော့စာမေးပွဲကိုဖြေတဲ့အခါမှာကျတို့ကတက်ခါတလေးလဲကြက်တာတွေလုံးဝလုပ်เสียမလို့ပါဘူး။ကလေးတို့အဓိကတွေးတောတတ်ရမယ်။တွေးတောတတ်လို့ရှိရင်ကိုဒီစာမေးပွဲကအမှတ်ကောင်းကောင်းနဲ့အောင်မြင်မှာဖြစ်ပါတယ်။နောက်ပထမဆုံးခေါင်းစဉ်တစ်ခုဖြစ်တဲ့ Civics and Government ဆိုတဲ့ခေါင်းစဉ်လေးမှာတော့ဒီချက်က Civics and Government ကတော့တကယ် largest content ဖြစ်ပါတယ်။ဒီစာမေးပွဲကြီးရဲ့90%သောမေးခွန်းတွေဟာ Civics and Government ဆိုတဲ့ content ကနေပြီးတော့မေးတာဖြစ်ပါတယ်။အဲ့တော့ဒီ Civics and Government မှာဘာတွေသင်ရမလဲ။ဒီကအဖြစ်တော့ types of government လို့ပြောတယ်။ဟိုရှေ့ခေတ်တုန်းကရှိခဲ့တဲ့ government structure တွေပြီးရင်အခုခေတ်မှာကျင့်သုံးနေတဲ့ government structures တွေကိုတစ်ကမ္ဘာလုံးနဲ့ဆက်ပြီးတော့ကျတို့ကသင်ကြားရမှာဖြစ်ပါတယ်။နောက်ခေါင်းစဉ်တစ်ခုကတော့ US government design ပေါ့။ US government ရဲ့ structure အရဆိုရင်ကျတို့က government မှာ branch 3ခုခွဲထားတယ်။အဲ့ branch တွေကဘယ်လိုမျိုးအာဏာတွေကိုထိန်းညှိကျင့်သုံးနေတယ်လဲဆိုတာတွေကိုကျတို့ကလေ့လာရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ political process လို့ပြောတဲ့ political parties တွေရဲ့အကြောင်း US မှာဆိုရင် Democratic တို့ Republican တို့စတဲ့ပါတီတွေရဲ့အကြောင်းတွေနော်သူတို့ရွေးကောက်ပွဲကျင်းပဖို့ရပေါ့နော်ရွေးကောက်ပွဲကျင်းပတဲ့ပုံစံတွေရွေးကောက်ပွဲမကျင်းပခင်မှာသူတို့လုပ်လို့ရှိတဲ့ campaign တွေအကြောင်းနိုင်ငံသားတွေကနိုင်ငံရေးမှာဘယ်လိုပါဝင်ကြသလဲသူတို့ရဲ့အခွင့်အရေးတွေနဲ့တာဝန်တွေရောဘာလဲစတာတွေကိုတော့ဒီချေတို့ Civics and Government ဆိုတဲ့ content မှာလေ့လာရမှာဖြစ်ပါတယ်နော်main content တစ်ခုအနေနဲ့ကတော့ US history အကြောင်းကိုလေ့လာရမှာပါ US history မှာဆိုလို့ရှိရင်เนาะဒီကျတို့ founding documents and events เนาะကျတို့ founding documents တွေစတင်ပြီးတော့ American နိုင်ငံတည်ထောင်ကြတဲ့ကိုကရှိခဲ့ပြီးသားဖြစ်တဲ့ document တွေ for example ဒီကျတို့ Declarations of Independence လို့ပြောတဲ့ American နိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာတမ်းတွေနောက် Constitution လို့ဟာမျိုးတွေUS ကပထမအဆုံး Constitution ဖြစ်တဲ့ Articles of Confederation လို့ပြောတဲ့ primary source တွေအကြောင်းကိုကျတို့လေ့လာရမှာဖြစ်ပါတယ်။နောက် scholars တွေကနေပြီးတော့ကိုးကားထားတဲ့စာအုပ်တွေရဲ့အကြောင်းကိုလည်းဒီကျတို့ဒီမှာလေ့လာရမှာပါ။နောက်ပြီးတော့ Civil War, Reconstruction, World Wars, Cold War စတဲ့push ပတ်တွေကိုလည်းကျတို့လေ့လာရမှာပေါ့နော်။အဲ့တော့ Civil War ဆိုလို့ရှိရင် US ကတကယ်ကိုကျွန်းစနစ်ကိုစန့်ကျင်ပြီးတော့ကျွန်းစနစ်ပပျောက်စေခဲ့တဲ့စစ်ပွဲဖြစ်ပါတယ်ဒီစစ်ပွဲပြီးသွားတဲ့အခါမှာသူတို့ပြန်လဲထူထောင်ရေးတွေဘယ်လိုလုပ်ကြသလဲကျွန်းတွေကရောဘယ်လိုခွင့်ရေးတွေရလာသလဲစသဖြင့်ဒီခေါင်းစဉ်တွေကိုကျတို့လေ့လာရမယ်နောက်တစ်ခုကတော့ကမ္ဘာကြီးရဲ့ပထမဆယ်
ပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်စတဲ့ကမ္ဘာစစ်တွေမှာ US အနေနဲ့ဘယ်လိုပါဝင်ခဲ့တယ်လဲနော် Cold War ဒါတော့ US ဆိုတဲ့နိုင်ငံနဲ့ USSR လို့ပြောတဲ့ Soviet Union တို့ရဲ့ကြားမှာအဓိကဖြစ်တဲ့စစ်ပွဲပေါ့လေနော်စစ်အေးကာလတိုက်ပွဲတွေအကြောင်းကိုကျတို့လေ့လာရပါမယ်တတိယမြောက် content တစ်ခုဖြစ်တာကတော့ economics ပါဒါကတော့စာမေးပွဲမှာကျတို့15% လောက်မေးလိမ့်မိထားရှိတဲ့ content မှာသူလည်းကျတို့လေ့လာရမယ် topic လေးတွေကတော့တိတ်တော့အရင်ကြီးတော့မခက်ခဲပေမဲ့ကျတို့ economics နဲ့ထိတွေ့ဘူးတဲ့သူအတွက်ဆိုတော့လွယ်ပါတယ် economics မှာတော့ဒီကျတို့ fundamental economics တွေဖြစ်တဲ့ supply demand ဝယ်လိုအားရောင်းလိုအားတွေကုန်သွယ်ရေးတွေနဲ့ပတ်သက်တာတွေနော် market system တွေအကြောင်းကိုကျတို့လေ့လာရမယ် economics events တွေအနေနဲ့ဆိုရင်တော့ Great Depression လိုဟာမျိုးစီးပွားပြက်ကက်ကြီးနော်ကမ္ဘာလုံးမှာ affect ဖြစ်ခဲ့တဲ့စီးပွားပြက်ကက်ကြီးရဲ့အကြောင်းစီးပွားကျဆင်းမှုတွေအကြောင်းအဲ့ဒီဟာကိုအမေရိကန်နိုင်ငံရဲ့အစိုးရကဘယ်လိုမျိုးပြန်လဲပုံဖော်စေခဲ့တယ်လဲဘယ်လိုမူဝါဒတွေထုတ်ပြန်ခဲ့တယ်လဲစတဲ့အကြောင်းအရာတွေကိုဒီလိုလေ့လာရမယ် economic system တွေမှာတော့ US ဆိုလို့ရှိရင်အရင်ရှင်စနစ်လို့ပြောတဲ့ capitalist စနစ်တွေပြီးလို့ရှိရင်အခုရောနောစီးပွားရေးစနစ်လို့တို့ခေါ်နေတဲ့ mixed economy လို့ပြောတာပေါ့နော် private ownership government control ပေးလိုက်တဲ့ economic system တွေအကြောင်း government ကဒီစီးပွားရေးမှာဘာတွေပါဝင်ဆောင်ရွက်ပေးနေတယ်လဲ infrastructure တွေတည်ဆောက်ပေးနေသလားစသဖြင့်ဒီဟာတွေကို economics ဆိုတဲ့ခေါင်းစဉ်အောက်မှာကျတို့လေ့လာရမှာပါနောက်ဆုံးတစ်ခုဖြစ်တဲ့ geography ကလည်း exam မှာ15%လောက်မေးလိမေးထားရှိပါတယ်သူကတော့ဘာတွေလေ့လာရမလဲဆိုလို့ရှိရင်ကျတို့ရှေ့ခေတ်တုန်းကနေပြီးတော့စခဲ့တဲ့ early civilization ကနေစလို့အခု modern war အထိဒီဖြစ်ပေါ်လာခဲ့တဲ့ geography နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာရလိမ့်မယ်physical geography climate population pattern diversity of world culture စတာတွေကျတို့လေ့လာမယ် physical geography ဆိုလို့ရှိရင်ကျတို့ကမ္ဘာတိုက်ကြီးတွေအကြောင်းရေမျက်နှာတွင်မျက်နှာမြေမျက်နှာတွင်ပြင်နေပင်လယ်မျက်နှာပြင်နေရာသီဥတုတွေဒါတွေကျတို့လေ့လာမှာပေါ့လေနော် human ဆိုလို့ရှိရင်လူတွေရဲ့ရွှေ့ပြောင်းသွားလာနေတဲ့ migration အကြောင်းအရာတွေကျတို့လေ့လာရမယ်နောက် international relationship အနေနဲ့အကုန်သွယ်ရေးတွေဘယ်လိုလုပ်နေကြသလဲတန်တမန်ဆက်ဆံရေးအနေနဲ့ရောဘာတွေရှိခဲ့သလဲတယောက်နဲ့တယောက်အငင်းပွားမှုတွေဘယ်လိုရှိနေသလဲကမ္ဘာကြီးမှာဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိနေသလဲဆိုတာတွေကိုတော့ geography and the world ဆိုတဲ့content မှာဒီကျေတို့လေ့လာရပါမယ်အဲ့တော့ exam format ကလေးကိုပြောရမယ်ဆိုရင်တော့ဒီကျေတို့စာမွေးရဲ့ကြာချိန်ကမိနစ်80ပဲကြာပါတယ်ဒီ subject လေးခုကိုဖြေရတာပေါ့နော် civics and government history economics နဲ့ geography တွေကိုတစ်ခါတည်းပဲတွဲပြီးတော့အားလုံးဖြေရတာပေါ့ question types အနေနဲ့ကတော့ multiple choice လို့ question မျိုးတွေ drag and drop တွေ fill in the blank တွေ hotspots တွေစတဲ့မိကုံအမျိုးအစားတွေကိုကျတို့ဖြေဆိုရပါတယ်အကယ်၍သင်ချာ mathematical reasons နဲ့ပတ်သက်ပြီးမေးတာမျိုးရှိလို့ရှိရင် calculator တွေကိုတော့ exam မှာသုံးလို့ရပါတယ် exam မှာပေးထားပါတယ်ဒါကတော့ test format လေးပါရှင်အဲ့တော့နောက်တစ်ခုကတော့ကလေးတို့သွားတဲ့အခါမှာ from ဒီ path ပေါ့နော်မင်းတို့သွားရမယ့်လမ်းကြောင်းဘာတွေကိုအဓိကထားလေ့လာရမလဲအကယ်၍ GD social study exam ကိုအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်အဓိကလိုအပ်တဲ့ skills တွေက read for meaning အဓိပ္ပာယ်တွေကိုကျတို့ဖတ်ရမယ် social study စာပိုက်တွေကိုဖတ်ပြီးတော့ social study ရဲ့ကောက်နှုတ်ချက်တွေဒီထင်ရှားတဲ့ပုံကိုယ်တွေသမရတွေပြောခဲ့တဲ့ speech တွေ laws တွေ articles တွေဒီအကြောင်းအရာတွေကိုဒီရှယ်တို့ဖတ်ရမယ်ပြီးလို့ရှိရင်အဓိကဘာကိုပြောချင်တာလဲဆိုတဲ့ဟာတွေကိုဆွဲထုတ်တတ်ရမယ်နောက်တစ်ခုကတော့ analyze events and argument လို့ပြောတယ် historical events တွေတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်နေသလဲကျတို့သူတို့ဖော်ပြထားတဲ့ evidence တွေကိုကြည့်ပြီးတော့ authors ဘာကိုပြောချင်တာလဲဒါတွေကို analysis လုပ်ရမယ်ပြီးလို့ရှိရင်ဘာတွေတောင်းဆိုထားသလဲဘာတွေကိုထောက်ခံထားသလဲဒါတွေကိုကျတော့ analysis လုပ်တတ်ရမယ်နောက်ဆုံးတစ်ခုကတော့ interpret data နဲ့ visuals လို့ကျတို့ပြောတဲ့ graphs တွေ charts တွေ maps တွေ tables တွေကိုဖတ်တတ်ရမယ်နော် political cartoon တွေကိုကျတို့ဖတ်တတ်ရမယ်အဲ့ဒီဟာတွေရဲ့ဖော်ပြထားတဲ့ဖော်ပြချက်တွေကနေပြီးတော့ conclusion နိဂုံးချုပ်သူကဘာကိုပြောနေတာလဲစသဖြင့်ကျတို့ဒီလိုမျိုး skills တွေဒီ skills တွေကတော့ GD social study ဘာသာရပ်ကိုဖြည့်ဆို့ဖို့ရာအတွက်ကလေးတို့အတွက်မရှိမဖြစ်လိုအပ်တဲ့ essential skills တွေဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီရဲ့ social study နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဘလိုဟာလေးတွေကိုမေးတတ်တယ်လဲဘာလေးတွေကတော့အရေးကြီးတယ်ဆိုတာလေးတွေကိုနောက်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးတော့ရှင်းလင်းဖော်ပြသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်